အိမ်မှာဝယ်ထားတာရှိလို့ဒီနေ့စပါဂတီခောက်ဆွဲလေးလုပ်စားမယ်ဒီအလေးလေးတွန်းတွန်းလေးကလာလို့ရတာသူကပါစတာပဲသူလေးကလည်းပါစတာပဲအဲ့ထဲမှာဒီနေ့အီတလီခောက်ဆွဲလေးလုပ်စားမယ်တော့ရည်တန်းလေးနှစ်ခွက်ကိုရေစူအောင်တဲတယ်ပုံမှန်တော့အချောင်းအစိတ်လောက်ပဲခောက်ဆွဲကိုအချောင်းစိတ်လောက်ပဲစားဗိုက်သားနဲ့စားလို့50ချောင်း50ထည့်ပြလိုက်တယ်ဒီနေ့ဆူလာပြီဆိုရင်ခောက်ဆွဲလေးကိုအကုန်ပြစ်မထည့်လိုက်ပဲနဲ့အောက်ဖားလေးပျော့ပြီးဆိုမှဖြည်းဖြည်းချင်းထည့်ပါတယ်သူက gas မီးပုံနဲ့တင်ရင်လေ view size ဆရာရှိတာဒီခောက်ဆွဲရလေအဲခောက်ဆွဲအချောင်းလိုက်ထည့်လိုက်လို့ပြုတ်အိုးကသေးနေတယ်ခောက်ဆွဲအပြင်းမဲ့ထွက်နေတယ်ဆိုရင်လေတတိထားရမှာကတော့မီးဆွဲနိုင်တယ်ခောက်ဆွဲအဲကြောင့်အလိုလေးထိန်းပြီးတော့ထည့်ပြီးတော့ဦးနဲ့မဆန်ဘူးဆိုပြီးတော့လေခောက်ဆွဲတာကိုမချိုးရအောင်နော်ဘလောက်ကြာပြုတ်ရမယ်ဆိုတာလေအိတ်ပေါ်မှာသူက10မိနစ်ဆို10မိနစ်9မိနစ်ဆို9မိနစ်သူကအကြာချိန်လေးရေးပေးထားရှိအဲမိနစ်တိုင်းလေးပြုတ်ရုံစားလေးနည်းနည်းလေးထည့်တယ်မိနစ်လေးတိုင်းရောက်သွားပြီဆိုရင်မြည်ကြည့်လိုက်ပေါ့နည်းနည်းမာလေးလည်းထပ်တယ်ပေါ့ဒီနေထားကတော့တော်ပါပဲအောက်ဆွဲသားလေးပဲတိတက်စေရေကြံတာကိုရေကြံနဲ့ရေတက်တက်ခတ်ထားတယ်အနည်းချက်ဖို့အတွက်တန်လင်းစီနဲ့နည်းလေးထည့်တယ်စီပူလာရင်ချက်တွမြူချက်တွနေလေးစီတက်ပါတယ်သူကအနည်းများချင်းချက်တွနေလေးပို့ထည့်လို့ရတယ်ခဲညင်လေးထည့်နာကခောက်ဆွဲပြုတ်လို့ခတ်ထားတဲ့အရည်လေးထည့်တယ်စားလေးနည်းနည်းထည့်စက်သားမုံနဲ့ချုံမုံနဲ့လုံးဝမထည့်ပါဘူးအုံနို့လေးနည်းနည်းထည့်တယ်ခောက်ဆွဲတာသူ့ရတာနဲ့သူကောင်းနေပြီလားဆိုတော့လေချုံမုံလေးစက်သားမုံတွေရောထည့်စရာမလိုတမယာကြီးလေးနည်းနည်းလေးညှစ်ထည့်တယ်ရတာနေတာတော့ပဲအနစ်ကလည်းဒီနေထားကြိုက်ပြီးဆိုရင်ခောက်ဆွဲလေးထည့်ပြီးမွေးအိမ်မှာကချီပြားပဲအလေဝေထားရှိတော့လေချီပြားလေးပဲဂျင်းနဲ့ချစ်ထည့်လိုက်တယ်အဲ cheese ကတော့ကိုလိုချင်တယ်လို့သုံးလို့ရပါတယ်အပြားလေးကိုမှဖဲ့ပြီးထည့်ထည့်ခုနအိုးထဲမှာထည့်မွေးမွေးဒါလှအောင်လို့ဘွားနေချင်းနဲ့ချစ်ထည့်ရပါတော့ဒီနေ့အီတလီခောက်ဆွဲလေးကိုဒီလိုလေးလှုပ်စားဖြစ်ပါတယ်နောက်ထပ်ဘယ်လိုလှုပ်စားလို့ရလဲပြောခဲ့ပါအောင်နော်စားကြပါအောင်ရှင်